ဒီနေ့မှာတော့ခြေတကုံစရီတော်မြက်ကြီးကို 3D printer နဲ့ထုတ်ပြသွားမှာပဲဖြစ်ပါတယ် 3D printer နဲ့ထုတ်ဖို့ဆိုရင်ယခုလိုမျိုး 3D design ရေးဆွဲထားတဲ့ model တစ်ခုချိမှသာလျှင်ကျွန်တော်တို့က 3D printer နဲ့ထုတ်လို့ရမှာပဲဖြစ်ပါတယ် 3D model တစ်ခုရလာပြီဆိုရင်ကျွန်တော်တို့က 3D printer စက်ကနားလည်နိုင်မဲ့ကြီးကုတ်တွေအဖြစ်ပြောင်းလဲပေးရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီ model ကို 3D printer set စီပို့ဖို့အတွက် print plate ကိုနှိပ်ပေးရပါမယ်ဒီမှာဆိုရင်ကိုရွေးချက်ထားတဲ့ printer ဟုတ်မဟုတ်ပြီးတဲ့ခါကျတော့ filament တွေက PN လေးလား ABS တွေလားစသဖြင့်စစ်ဆေးပြီးသွားပြီဆိုရင်တော့ scan ကိုနှိပ်လို့ရပါပြီပြီးသွားရင် 3D printer ဆက်က download ဆွဲနေပါပြီ100ရာခိုင်နှုန်းပြည့်သွားတဲ့အခါမှာတော့ 3D printer ဆက်မှာလည်းဒီ model လေးကပေါ်လာမှာပဲဖြစ်ပါတယ်ဒီ product ကိုထုတ်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလဲဆိုတာပါရှိပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ဆက်က print စထုတ်ပါပြီနောက်ဆုံးထွက်ရှိလာတဲ့ result လေးကတော့မြင်တဲ့အတိုင်းပဲဖြစ်ပါတယ်အလျားက3လက်မှချိပြီးတော့အမြင့်က2လက်မှကျော်ချိပါတယ်ဆိုတော့ဒါလေးက customer တယောက်က car dashboard ပေါ်တင်ထားပူဇော်ဖို့အတွက် order လာအပ်ထားတဲ့ချွေတကွန်စရီတော်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်